ဒီနေ့မှာတော့ဂျပန်ကားလောကမှာအရန်ထင်ရှားတဲ့ Toyota Supra အကြောင်းကိုပြောပြမှာပါ 1, 2, 31900ပြည့်လွန်နှစ်များနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ GDN စွမ်းဆောင်ရည်မြစ်ကားတွေထဲမှာ Toyota Supra ဟာလည်းပါဝင်ခဲ့ပါတယ် Toyota ဟာ Supra ရဲ့ပထမ generation A14 နဲ့ A50 series က Supra နဲ့စီးကို1988 April လမှာမိတ်ဆက်ခဲ့ပါတယ်ဂျပန်မှာ series က SL လို့သိများတဲ့ဒီကားဟာအခြေခံအားဖြင့် series ကထက်အနေငယ်ပိုရှည်တဲ့ version ဖြစ်ပြီး Datsun Steel လိုကားတွေနဲ့ရှင်ပြန်ဖို့မိတ်ဆက်ခဲ့တာပါengine ကတော့ front engine rear wheel drive ဖြစ်ပြီး 4ME SOHC 2.6 liter inline 6ကိုသုံးထားပြီးတော့110 horsepower ထွက်ပါတယ် Toyota ရဲ့ပထမဆုံး electronic fuel injection ကိုသုံးထားတဲ့ engine လည်းဖြစ်ပါတယ် gearbox ကိုတော့ 5-speed manual နဲ့ 4-speed automatic transmission ဆိုပြီး option မျိုးနဲ့ထွက်လာပါတယ်ဒုတိယ generation A60 series က Supra ကိုတော့1980နှစ်မှာမိတ်ဆက်ခဲ့ပါတယ်A60 Supra ဟာ 4-eye headlight နဲ့ပုံမတက်တဲ့ design လို့ဖြစ်ထွက်ရှိလာပြီး rear wheel drive စနစ်ကိုဆက်လက်အသုံးပြုခဲ့ပါတယ် engine ကတော့ 5MGE DOHC 2.8 liter inline 6ကိုသုံးထားပြီးတော့ horsepower 145ထွက်ပါတယ် smoother power နဲ့ higher red line capability တို့ကြောင့် Supra ဟာ first time durable ကားအဖြစ်နာမည်ကျော်ကြားလာခဲ့ပါတယ် gearbox ကိုတော့ 5-speed manual ကိုအသုံးပြုထားပါတယ်GA60 generation မှာ Toyota ဟာ Lotus Company နဲ့ပူးပေါင်းပြီးတော့ chassis tuning ပြုလုပ်ခဲ့တာကြောင့် handling ပိုင်းမှာသိသိသာသာတိုးတက်မှုရရှိခဲ့ပါတယ်။ Car and Driver Magazine ရဲ့ comparison ထဲမှာ Ferrari နဲ့ Porsche ကို handling ပိုင်းမှာကျော်တက်က1983နဲ့1984နှစ်နှစ်ဆက်တိုက် Time Best Car List မှာပါဝင်ခဲ့ပါတယ်။1981မှာ1985အထိ A60 ဟာအစီအပေါင်း1,800 ခန့်ရောင်းချနိုင်ခဲ့ပါတယ်။တတိယ generation A70 Supra ကိုတော့1986မှာစီလီကာမှာတရားဝင်ခွဲထက်ကဒီသက် model တစ်ခုအဖြစ်မိတ်ဆက်ခဲ့ပါတယ်။ Toyota ဟာစီလီကာကိုတော့ front wheel drive နဲ့ select ထုတ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဆိုတော့ဒီ generation ကနေစပြီး Toyota Supra ဆိုပြီးပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။ engine ကိုတော့ 7MGE DOHC 3.0 liter inline 6ကိုသုံးထားပြီးတော့ horsepower 200ထွက်ပါတယ်။1989မှာ turbo version ထွက်ရှိလာပြီး 7MGTE 3.0 liter engine ကိုသုံးထားပြီးတော့ horsepower 230ထွက်ပါတယ်။1990မှာထွက်ရှိခဲ့တဲ့ 1JZ GTE 2.5 liter twin turbo မှာကျတော့ horsepower 286အထိထွက်ပါတယ်။ဒီ version ကိုတော့ဂျပန်ပြည်တွင်းမှာလည်းရောင်းချခဲ့ပါတယ်။ gearbox ကတော့ 5-speed manual နဲ့ 4-speed automatic transmission ဆိုပြီး option မျိုးနဲ့လာပါတယ်။ Toyota generation A80 MK4 Supra ကိုတော့1993ကနေ2000အထိထုတ်လုပ်ခဲ့ပါတယ်ဒါတော့မတိတဲ့သူမရှိတဲ့တကက်ဆရာကြီးတကက်လိုင်းချက်အစ်စ် Supra ဆိုတဲ့စကားလုံးကိုကြားတဲ့သူအများစုရဲ့မျက်လုံးထဲမှာမြင်အောင်မိတဲ့ကားတစ်စီးလည်းဖြစ်ပါတယ်ဂျပန်စီးကွဲမှာရောင်းချတဲ့ MK4 Supra ရဲ့ engine ကတော့ N82JZG DOHC inline 6ဖြစ်ပြီး horsepower 286ထွက်ပါတယ် US market မှာရောင်းချတဲ့ MK4 Supra ရဲ့ engine ကတော့ 2JZ GTE twin turbo ဖြစ်ပြီး horsepower 320ထွက်ပါတယ်ဒီ 2JZ engine ရဲ့ stop block ဟာ horsepower 800နဲ့900အထိခန့်နိုင်ရရှိတာကြောင့်ဂျူနာတွေကြားမှာအလုံးထင်ရှားခဲ့ပါတယ် gearbox ကတော့ turbo version မှာ 6-speed manual နဲ့ 4-speed automatic NA version မှာတော့ 5-speed manual ကိုသုံးထားပါတယ်MK4 Supra ဟာ All Japan GT Championship JGTC မှာ1995ကနေ2003အထိ Dominant Foot တစ်ခုဖြစ်ခဲ့ပြီး Le Mans 24 hour မှာလည်းနှစ်နှစ်ဆက်တိုက်ဝင်ပြိုင်ခဲ့ပါတယ်2001မှာထွက်ရှိခဲ့တဲ့ Fast and Furious ဆက်ကားမှာ MK4 Supra ပါဝင်ခဲ့တာကြောင့်ကမ္ဘာပေါ်မှာကျော်ကြားလာပြီး Aftermarket မြင့်တင်မှုဖြင့် horsepower 800ကျော်အောင်ထုတ်နိုင်တာကြောင့် Duration မှာအလွန်ကျော်ကြားလာခဲ့ပါတယ်US market အတွက်1998မှာထုတ်လုပ်မှုရပ်တန့်ခဲ့ပြီးကမ္ဘာဈေးကွက်မှာတော့2000ဇူလိုင်မှာတရားဝင်ရပ်တန့်ခဲ့ပါတယ်2000နောက်ပိုင်း Supra ဟာ18နှစ်ကြာပျောက်ကွယ်သွားခဲ့ပါတယ်ပြင်စမ generation A19 GR Supra ကိုတော့2019 Detroit Auto Show မှာမိတ်ဆက်ခဲ့ပါတယ်ဒီ generation ကိုတော့ Toyota Supra MK5 လို့လည်းခေါ်ကြပါတယ်GR ဆိုတာ Gazoo Racing ရဲ့အတူကဖြစ်ပြီး Toyota ရဲ့ Racing Division မှာတိုက်ရိုက်ဖန်တီးထားခြင်းဖြစ်ပါတယ်
ဒီ generation ကိုတော့ Toyota က BMW နဲ့ပူးပေါင်းပြီးထုတ်ထားတာပါ development ကိုချက်စရိတ်နဲ့နည်းပညာကိုမျှဝေခဲ့ကြပြီး collaboration လုပ်ခဲ့ပါတယ် BMW မှာ C4 Toyota မှာ GR Supra ဆိုပြီးကုမ္ပဏီတစ်ခုစီမှာ sport car တစ်စီးထုတ်လုပ်ဖို့ရည်ရွယ်ထားပါတယ်ဒီပူးပေါင်းဆောင်ရွက်မှုကြောင့်ကုမ္ပဏီနှစ်ခုစလုံးဟာငွေကြေးအရတယောက်တည်းတည်ဆောက်ရန်ခက်ခဲနိုင်တဲ့ rear wheel drive sport car ကိုထုတ်လုပ်နိုင်စေခဲ့ပါတယ်ထုတ်လုပ်မှုကိုတော့ကားနှစ်စီးလုံးကိုဂျပန်နဲ့ဂျာမနီမှာမလုပ်ဘဲ Australia နိုင်ငံ Graz မြို့နယ်မှာရှိတဲ့ Mazda Steyr စက်ရုံမှာထုတ်လုပ်ခဲ့ပါတယ်ကားနှစ်စီးလုံးဟာအပြင်ပိုင်းမှာလောကကွဲပြားနေပေမဲ့အကြီးကအစိတ်ပိုင်းများစွာကိုမျှဝေသုံးစွဲထားပါတယ် Supra ဟာ BMW ရဲ့ engine B58 3.0 liter turbocharged inline 6 နဲ့ B48 2.0 liter turbocharged inline 4တို့ကိုအသုံးပြုထားပါတယ် B58 မှာတော့ horsepower 335ထွက်ရှိပြီး B48 ကတော့ horsepower 255ထွက်ရှိပါတယ် Gearbox မှာတော့ HP automatic transmission နဲ့မိတ်ဆက်ခဲ့ပြီး2023 version မှာတော့ 6-speed manual ကိုထည့်သွင်းပေးခဲ့ပါတယ် GR Supra ရဲ့ထုတ်လုပ်မှုကိုတော့2026 မတ်လမှာတရားဝင်ရနာခဲ့ပါတယ် Toyota Supra ဟာရိုးရိုးကားတစ်စီးများတာမဟုတ်ပါ generation တိုင်းမှာပိုကောင်းအောင်ပိုမြန်အောင်စူးစမ်းခဲ့တဲ့ Toyota ရဲ့ Zway နဲ့ Passion ကိုတည်ဆောင်ထားတဲ့လမ်းကျကားတစ်စီးပဲဖြစ်ပါတယ်